ဇက်ကောင်မှာအဖေကာရိုက်တာဖြစ်နေတဲ့အတွက်အတက်နိုင်ဆုံးမိတ်ကပ်တွေနဲ့မျက်နှာကိုအရွယ်ချပြီးစူးစမ်းထားပါတယ်လို့ပြလာတဲ့ကောင်းမြတ်ဆန်းတာအဖေ တာအဖချင်းတွေးစီစီမှုလို့တော့ဘယ်သူကတားနိုင်မှာလဲဖုံးမင်းနေလာနဲ့ကျွန်တော်เนี่ยတားဖဆိုတော့နည်းနည်းလေးတစ်မျိုးလေးပေါ့လေအဲ့ဒီအတွက်လည်းကျွန်တော်အတက်နိုင်ဆုံးမိတ်ကပ်ကောစိတ်ကောကိုကျွန်တော်ချပြီးပြုတ်ဆောင်ထားပါတယ်အသက်ကကွာတယ်တကယ်ကအသက်ကကျွန်တော်ထင်တယ်10နှစ်လောက်ကွာမယ်ဖုံးမင်းနေလာနဲ့ကျွန်တော်เนี่ยကျွန်တော်ကအသက်အရွယ်ရလူလက်ပိုင်းဆိုပေမဲ့လည်းကျွန်တော်အပြင်မှာလူငယ်တယောက်လိုပဲဘေးဟာနေတတ်တဲ့သူဆိုတော့လူကြီး character ကိုပြုတ်ဆောင်ရတဲ့အခါမှာပို့ပြီးတော့ခက်ခဲပါတယ်ကျွန်တော်တို့အရွယ်2ပါး3ပါးလောက်ထိကျွန်တော်တို့ပြုတ်ဆောင်ထားပါတယ်အဲ့ဒီအပေါ်မှာလည်းဒါကျွန်တော်အရွယ်နောက်ဆုံးအရွယ်ရောက်တဲ့အချိန်မှာကျွန်တော်မိတ်ကပ်နဲ့ရောပြီးတော့စိတ်နဲ့ရောအမျိုးစုံကျွန်တော်အရွယ်ကိုတတ်နိုင်စလောက်ချထားပါတယ်ဒါပေမဲ့တခုခုမြန်ကျွန်တော်တို့ရဲ့လိုအပ်ချက်လေးရှိရဆိုလို့ရှိရင်လည်းဒါပရိသတ်ကြီးကဇလန်တွေလေးကိုနားလဲစွာနဲ့ကျွန်တော်နားလဲစွာနဲ့ကြည့်ပေးပါလို့လည်းကျွန်တော်ကဒီကနေထပ်ပြီးတော့မြစ်တာရက်ခံချင်